ရားအနေကစားတင်နေဆိုတာလောကအမြင်အားဖြင့်မန္လေးကြောက်ကြတာဘုရားတွေ့တရားပါလိုက်ပဲဆိုရတော့အာယူသည်ဗျာကျူတောင်းလိုက်ပလက်တောင်းလိုက်ပေါက်လိုက်ပုံတော်အောင်ထုလို့ရရချိပါဘူးအဲ့လိုဆိုတော့ဒီမှာကြောက်ချောမွေသွားအောင်ဆိုတော့လုပ်ရတဲ့အချိန်ခါကျတော့ဘုရားယုံကြည်နေပေါ်လာပြီးချောမွေလာပြီးတွေ့တဲ့ခါကျတော့ဘာသာလူမျိုးတွေကဥဒိဋ္ဌသေရီပရိယောဂသေရီဘုရားကိုပူဇော်တော့ပြုတ်ပွားတော့ဥဝေကြတဲ့အချိန်ခါမှလည်းပဲသောကစစ်တမှာသွားတော့မှသွားတဲ့မူရာတွေမဟုတ်တော့ပဲနဲ့ကိုနေရာကိုဌာနကိုဝယ်တော့မယ်ဆိုတော့မြတ်စွာဘုရားပူဇော်တော့ပြုတ်ပွားတော့ဗုဒ္ဓဘိတိကမင်္ဂလာဘိသိက်နဲ့ဆိုတဲ့လောကီပမာဏအားဖြင့်ပြရပါလို့ရဲ့ရှင်လောင်းလေးတွေရှင်လောင်းလေးဆရာဘိသိက်ရောက်တယ်တဲ့အဲ့ဒီပုံမျိုးပေါ့မြတ်စွာဘုရားရဲ့သာသနာတော်မှာလည်းပဲအခုကတော့ပူဇာတော်ဖြစ်တဲ့ရုပ်ပွားတော်ဟုတ်တယ်အဖြစ်ဘိတိကအဘိသိက်မင်္ဂလာတွေ့ရပါပြီတဲ့ပေးကြတော်မူခဲ့တဲ့အတွက်ကြောင့်တို့ဘုရားဘာသာလူမျိုးတွေဟာဗုဒ္ဓဘိတိကမင်္ဂလာကိုပြုရပါမယ်ဗုဒ္ဓဘိတိကမင်္ဂလာပြုတယ်ဆိုတာဘာလဲမြန်မာလူပြောရတယ်တန်ត្រာတွေအေးလေးပြီးတော့နာခန္ဓာတွေဟာအမျိုးမျိုးလှဲ့လေပြီးတော့အေးကြထင်ကြယုံနာလို့တွဲနေကြတတ္တဝါပါဗျာတက်ရှိတတ္တဝါယုံနေတာနဲ့တွဲနေတာပဲတက်ရှိတတ္တဝါမှန်တယ်များယုံနေတာနဲ့တွဲနေရတော့ဆိုတော့တို့လူကြီးတွေပဲယုံနေတာတွဲနေတာပဲတွဲနေတော့မြတ်စွာဘုရားရဲ့ခေတ်မှာဒီကိနေကဘာတိကာလပါလို့စတဲ့ဖြစ်ပါရမီတွေကိုဖြည့်ဖြစ်ပြီးတော့ရခဲ့တာကိုင်းရှာလိုက်တော့ဒီဟာယုံနာနောက်တစ်ခါမဖြစ်အောင်ချုပ်ငြိမ်းရလမ်းစဉ်ရှာလမ်းစဉ်ကိုရှာတော့အကြောင်းအားဖြင့်ပြောရပါစေနော်လက်သိပ်တရခတ်ပေါ့သန္တာရဲ့ကျင်လေရဘာကြောင့်လဲတရခတ်မတူလေတဏှာကတဏှာဆိုတာတောက်တာချဲ့တယ်နဲ့လူပြေကိုပေါက်လိုက်တော့လောဘဆိုတာလုံတိတိဒေါဘောလုံတိလူပြအပူမကြဘူးအဲ့လိုလူတို့နေရာတွေတွေ့နေတော့ကြာကြာရတောင်းကြရတော့ဒေါဘတွေဖြစ်တယ်ဒေါသတွေဖြစ်တယ်မောဟတွေဖြစ်တယ်အဲ့ဒီလောဘဒေါသမောဟအရင်ခန္ဓာကဘသူအရင်ခန္ဓာတာလဲလောဘတဏှာအရင်ခန္ဓာအဲ့ဒီအရင်ခန္ဓာတဲ့တဏှာကိုတတ်နိုင်တဲ့အတွက်သံဃာတွေအာကျင်လည်ပြီးတော့တရားပါပဲခဏတဏှာကိုတော့ဖြစ်လက်ကင်ဖမ်းပြီးနောက်အခြေလေမခံရတော့လောကသိရရှိတဲ့တရားပြီးတော့ဘယ်ရသဗျာအကွာမသိလောကအာမြတ်ချုပ်တစ်တော်မှာချီးမွားအမြတ်ချုပ်စစ်တော်မှာလောကမှာအကြီးဆုံးငားတဲ့ကြည့်တဲ့ပုဂ္ဂိုလ်မရှိဘူးငားတဲ့မြတ်တဲ့ပုဂ္ဂိုလ်မရှိဘူးဒီလိုမြတ်ဆုံးဖြစ်အောင်လို့ရှားကြံပြီးတော့လာပြရတာကဘာသိက္ခာလာပါတယ်ပြည့်လေပြီးတော့တရားခံရှားအခုတွေ့ပြီအခုတွေ့တဲ့အတွက်ကြောင့်တစ်ကိုတည့်ရဲ့အလှည့်စားငါမခံရတော့ဘူးတဏှာကိုကျုံးရပါတယ်သူကငါဆရာတော်ကတော့ဒီဘုရားအနေကတင်ရမယ်လို့ဆိုရတယ်မြန်မာလိုပြောရတဲ့ပဲပါဠိလိုတော့ကြားကြတာဟောအနေကသာတိသန္တာရံသန္တာဝိတံအနိဝိတံဘာကာရခွေသံတော်ဒုက္ခသာတိပုဏ္ဏပုဏ္ဏဘာကာရကတိတော်တိပုဏ္ဏဂေဟနာကာတိတဗ္ဗတေဖတုကဝေကာကာဘုချံဝိတေကတံဝိသင်္ခါရဝတံစိတံတဏနံခယပိစကာအဲ့ဒါသာကိုကျုံသွားတဲ့ခါပါပဲဒီကတိသာကို
ဗုဒ္ဓဗိတိကပြောတယ်အဲ့ဆိုပြန်ကိုဝိဒါတင်တယ်လို့လုပ်ကြတယ်မြန်မာလူပြောရမယ်ဂကာရအိုမင်းပိုင်နဲ့နာမင်းပိုင်နဲ့သိမင်းပိုင်နဲ့အပေမင်းပိုင်နဲ့သူတရနာညီဝဲကြရမိခံ၍ရုပ်နိုင်ချက်လေးခဏရင်ကိုကြိမ်ခံများစွာတောက်လို့လာတော့တဏှာယောက်ျားရဲ့လက်သမားအိမ်ဆောက်တဲ့အခါဦးကြီးခဏရင်ဆောက်တာလည်းပဲဒီလက်သမားနဲ့တူတဲ့တဏှာကွက်ကဲချင်းကြောင့်အာတန်လေးကိုပြင်ရတယ်လို့ဆိုတာနာယောက်ျားရဲ့လက်သမားဘုနာဘုနာမှသာကနာကြတဲ့ဘဝပမဏထထဇာတိစိတ်တရားတွေဖြင့်တိတန်ဒီရေကြီးကလေးလာအခြေတည်တဲ့မြရေညုတ်တွေကရေညုတ်တွေးခဲ့သားတွေဆွဲရတိတာကတိလေတိအားလုံးသောတတ္တဝါတွေဟာဆင်းရဲဒုက္ခရောက်တယ်မိဝါနဲ့မှာပြည်သားနေနေတော့အစာစစ်တေးကိုကောင်းကောင်းမှရွဲ့အစာဟောင်းနေဖင်မှုထိုင်အဲ့လိုထိုင်ပြီးတော့မိဖုရားမိခင်ရဲ့ကျိုးဘက်ဝမ်းပြုပြီးတော့မိဖုရားလေးပါလက်ဆုပ်ပြီးညောက်အုပ်လေးမှာကုတ်ပြီးတစ်ကုတ်မှာကုတ်ပြီးလုံးရတယ်မိဖုရားလက်ဆုပ်တစ်ကုတ်မှာညောက်ကုတ်တို့အလံပယ်မိညွေးငယ်ချိတာအလံပယ်မှာအလံပယ်ပြီးရညွေးရင်းကတူတော်တော်ရတယ်အဲ့လိုနေပြီးအမိဇာကဘူကြီးစားလေသူသားဆက်ဆက်တက်တဲ့တေဘူရောအစားစားရေးစားတယ်အကုန်ကြီးငရဲကိုကြတယ်လို့ဘူရဲ့ဤရောစားစားရေးစားပြန်တော့လောကန္တရေငရဲကိုကြတယ်လို့ဒုက္ခတွေရောက်ကြဘူကြီးစားလေကိုသားဆက်ဆက်တက်တဲ့စီဆဲလာတည်၍အမိဝါနဲ့မှာကျင်းကျင်းကြက်ကြက်တိတတ်ဆဲလာတည်ရပါဆဲလာရှိတဲ့ခါကျတော့ကမ္မဇလေးလှုပ်ချလိုက်တဲ့ခါကျကောက်ထိုးကြတာအမိဝါမှာထွက်ခဲ့ရတယ်။ဒါတဲ့အခါကျတော့အပြင်မှာနေကြတဲ့ပုဂ္ဂိုလ်တွေဆိုတာကတော့အလုံးပဲသိတဲ့အတိုင်းပဲတန်တန်နေကြတယ်လုပ်ကြခိုင်းကြတာကိုအဲ့ဒီကကျတော့မိဝမ်းတွေမှာလွတ်လာတဲ့ကလေးကိုကြိုင်တဲ့အခါကျတော့ဆင်းရဲဒုက္ခတွေရတယ်ရောက်ကြတယ်ဒီကမ္မတာအခုရောက်ချတာမဲ့ဝါတို့ရောက်တာကပေါက်ပါဆက်မြောက်အချင်းအောင်တာတောင်ကြိတ်တွေပုံရီကပြင်းလို့ကြလဲအစွာကြီးဟံကြီးပြဒုက္ခပြပြလာသည်လက်ချသာတိမူရင်းဒီတိတ္တတိတရားတွေပဲအကြောင်းရင်းချရတော့သာတိအဲ့ဒါကြောင့်ဘုလို့ဇာတိတရားရတာကဥရတယ်နာရတယ်သိရတယ်အဲ့ဒါကြောင့်ဇာတိယူကြီးငါလဲဥမဲဥရဲစီတိုက်ရွပါခွဲနန္တရားနဲ့ဘုရားမဲကဲဥမဲပြီငါပြေးမလွတ်တယ်ဥမဲပြီလည်းမလွတ်ဘူးဘုန်းကြီးတွေဇာတိယူပြီးငါလဲနာမဲမနာရဲစီတိုက်ရွပါခဲနာရစီတိုက်ကြီးပါခွဲအဲ့လိုတိုက်ကြီးပြီမဲ့နာမည်ပြီးပြေးမလို့ဒါတိယူပြီးငါလည်းပြီးမယ်မတည်တဲ့သိရှာတိုက်မရမတည်တဲ့စီတိုက်ကြီးပါခွဲနတ်တရားနဲ့နတ်တရားနဲ့ဘုရားမကဲတည်မယ်ပြီးငါပြေးမလို့တဲ့အဲ့လိုအပြတ်များလာတာတည်လိုက်ဖြစ်လိုက်တည်လိုက်ဒုက္ခရောက်လိုက်ခုရုပ်နဲ့ရုပ်တရားတွေတပါးတွေဖြစ်လိုက်ရုပ်ကိုနာမတွဲဖြစ်လိုက်ဒီခန္ဓာရဲ့အင်းကြီးဆောက်လာဘသူကြောင့်လဲတဏှာကြောင့်အဲ့ဒါကြောင့်အကာရံကကဝနန္ဒအမကောယံကြာရောက်တတဝမန္တရရိဘဝဒီနိုင်ခန္ဓာရဲ့လေးပိနိုင်ခန္ဓာရဲ့ငါးပိနိုင်ခန္ဓာရဲ့ကိုကျင်းမှကြီးဘာမှကန်တိုက်ပဲကြည့်နေဆောက်တယ်ဆောက်ရလာတော့နာယောက်ျားလက်သမားကိုဝေသံတော်ရှာမျိုးဟံငါရီဝေသံတော်ဖေသူဖေကဖေလူစရဖြစ်ပြရသည်ဟုနေတိမခံသိပြီးတော့ကျင်းဖန်၍ဘုံမေကိုယ်ညာဥဒ္ဒဉ္ဇသုပံချာဝေလာတော့ငါဖျားခြင်းကိုတော့မြတ်ကြည့်ဒိဋ္ဌောဘောဓိပင်အောင်အမြင်ကြီးပေါက်တဲ့ဖြင့်ပြင်ဆောက်တဲ့အိမ်ဒီပါမနေလေကိုမျိုးရဲ့လက်ပြလက်ကြပြည့်ပြင်အတ္တိအတိဖြစ်ရည်တဲ့ကတွန်ချက်ရင်နိုင်ချက်လက်ရင်နိုင်လေနှွဲခြင်းတွေနှွဲတဲ့နာယောက်ျားလက်သမားကိုမယာပူမှုတရားနာမှုတွေဒီမျိုးတဲ့ကုံကြောင့်မဲ့ပဲဝိုင်းကြောင့်မဲ့ဖွယ်ဝိုင်းုံနဲ့ရဲ့ဘုံဒေနာစိတ်နောက်တို့ဖြင့်လက်နဲ့ဆုံးပြပေါ့ရည်ညာသူကိုလည်းအောက်၌သုံးတော့ခန်းကဖွင့်ထွန်းပေါ်ပေါလာတော့ငါဖျားခြင်းကိုရောမြတ်ဒီဒိဋ္ဌောတင်ဆောက်တဲ့အိမ်ဒီပါမနေကြကိုမှုလေးရဲ့လက်ကူလက်ကြပြပြင်အတိဖြစ်လေကြတာလာပြီးရှားနေတာကြာပြီလောကီကဒုက္ခမျိုးမျိုးရောက်ခါကြာပြီအခုတွေ့ပြီအဲ့ဒါကြောင့်တော့နောက်ပြန်ချစ်တော့ခုနိုင်ဘိုးကပြန်လန်းကိုရတဲ့တက်တော်ကရေအောင်ရေလေးမိတက်ကြီးလေးကိုတိုင်ကြည့်ပြီးခန္ဓာကိုယ်ချက်တယ်ဒီအာဝတိသောဝါရောဆိုတက်ကြီးလေးပါတိုင်ကြည့်ပြီးတော့ဒုက္ခနာကိုဖြစ်ရပါတယ်
ဒါကြီးလေးကိုတိုင်ကြီးပြုရဲ့သွေးစုသားစုယုံစုတတ်ခြင်းခုနတိုင်ကြီးပြုပြီးတော့သွေးသားကြီးဖြစ်လာရပါတယ်အချင်းတိုင်းညာလားတူက3000ပဲကိလေသာကိုအချင်းတိုင်းညာနေတဲ့အလားတကားတူတဲ့1500ကိလေသာတွေကိုဘက်ကအကျိုးမဲ့ဖြစ်ပြရပြီအဲ့ဒီအချင်းတွေတိုင်းညာတွေအကျိုးမဲ့ဖြစ်လိုက်ပြီတော့မဖြစ်ရတော့ဘူးဘက်ကချိုးပြကုန်စိတ်ဓာတ်ညမှုနောက်ခင်းတန်ရှင်းကြီးငါပြားရဲ့လုံးတော်ဒီဝိတင်္ဂရကေတံဤဘာလိုတဲ့တွင်တော်မဲ့တချုပ်ဝီသည်အလုတ်တွေဇာတိနေရဲ့ငြိမ်းချမ်းနေပါမှုဆိုတော့အတ္တအတ္တကျက်တွင်းတို့တက်ရှင်းဝင်ရောက်ခဲ့လေသည်အတ္တတတ်နောက်ပြုပြတော်တော့ဒီတစ်ခါပဲနောက်တဏှာရဲ့ရှဲလေးကိုခေါ်ရတဏှာနဲ့တဏှာတို့ဤအန္တရာဘုံကမှာကံကုန်ယုံထောင်ကြည့်မချုံချဲ့တဲ့ပပင်္စတနာရီဟူတော်လည်းဓမ္မတို့ဤပပင်္စကချဲ့ခဲ့အဲ့ဒီဓမ္မတွေအချက်ကိုခံရတော့ခရံကုံကြီးကိုခရံဒေတာချင်းနဲ့အသင်ပင်တွေပါကုန်ဖြစ်တဲ့အထက်မြက်ခြင်းခရခေါ်တဲ့ဉာဏ်ကိုဣဒကလဘာမိယဣဒကလဘာမိဘောရီမနိုင်ခေါင်းဝပိုင်၍အဆိုင်တိုင်းပင်မှနိုင်ပြုမရဇီဝဗုဒ္ဓစာရှိငါမင်္ဂဗယံကိုအမှန်ပင်ရေးရှားလေးရဲ့ထင်လင်းစွာတဏှာစေထားလက်သမဆိုတာရင်ထဲမှာမရှိအေးပြောင်းသွားသည်ဖြင့်ဩအေးချမ်းကအောင်မူခဲ့ပါပြီတရီယနေ့ဒီကုဒါရဲ့ဒါနကုသီလကုသောက်ပြတဲ့ဘာဝနာများကုသိုလ်စေနာတောင်းတို့ကြောင့်ဇာတိဇာယာရေးထားတာဘေးဒုက္ခအပေါင်းတို့မှာကိလေသာဖြစ်တဲ့တန်တိဒုက္ခနိဗ္ဗာန်ချမ်းသာဆိုတဲ့တရားတော်မြတ်ကိုသင်ညာစွာဆရာဝေးမြတ်မောင်ပြုနိုင်ကြ